နတ်ဆိုး၏ချုံနှောင်မှုမှလွတ်မြောက်ရန်မျှော်လင့်ချက်ဖြင့်အမျိုးသမီးသည်အစိမ့်မှုများကိုတမင်တကာပတ်ဖြန်းခဲ့သည်သို့သောအဆိုပါမှုများသည်နှစ်တစ်ထောင်အသက်ရှင်ခဲ့သောနတ်ဆိုးပေါ်မြည်သည့်အာနိသင်မှမရှိကြောင်းသူမသိရှိလိုက်ရသည်နတ်ဆိုးသည်ချက်ချင်းပင်သူမ၏နောက်သို့ရွှေ့ရှားလာပြီးလယ်ပင်ကိုဒေါသတကြီးဆွဲကင်ကတက်ရန်ကြံစီလိုက်သည်သို့သောနောက်တစ်စက္ကန့်တွင်သူသည်အသက်ရှူချက်သလိုခံစားရပြီးမလိုလားဘဲလွတ်ပေးရန်သာရွေးချယ်နိုင်ခဲ့သည့်တေဘေးမှအနီးကပ်လွတ်မြောက်လာပြီးနောက်အမျိုးသမီးသည်သို့၏မျက်လုံးအတွင်းရှိဒေါသကိုမြင်လျက်ချက်ချင်းပင်နူးညံ့တိမ်မွေ့သွားခဲ့သည်သူမသည်ပြုံးပြသည့်အပြင်နတ်ဆိုး၏မော်ပညာကိုအသုံးပြုရာတွင်ဘလောက်လှပချုံမောကြောင်းကိုလည်းချီးမွမ်းပြောဆိုခဲ့သည်နတ်ဆိုးသည်မြည်သည့်စကားမျှမပြောသေးကြောင်းမြင်သောအခါသူမသည်သူ၏ရှေ့တွင်ဒူးထောက်ကခွင့်လွှတ်ပေးရန်တောင်းပန်ခဲ့သည်သူမကိုငုံကြည့်နေသောနတ်ဆိုးသည်မိမိဘဝတွင်ပထမဆုံးအကြိမ်အဖြစ်အံ့အားသင့်စွာဝမ်းသာမှုကိုခံစားလိုက်ရသည်နတ်ဆိုး၏ပြုံးမှုကိုမြင်သည်နှင့်အမျိုးသမီးကသူမကိုလွှတ်ပေးမလားဟုမေးမြန်းခဲ့သည်နတ်ဆိုးကသူမကိုလက်ထပ်ရန်ဆုံးဖြတ်ထားကြောင်းပြောကြားလိုက်ရာအမျိုးသမီးသည်ချက်ချင်းငင်းဆန်ခဲ့သည်နတ်ဆိုးကလက်ချောင်းကိုဖော့ဖော့လေးလှုပ်လိုက်သည့်အခါစပွဲပေါ်တွင်လက်ထပ်စာချုပ်နှစ်ခုပေါ်လာခဲ့သည်အမျိုးသမီးသည်စာချုပ်များကိုစစ်ဆေးနေစဉ်နတ်ဆိုးနှင့်လက်ထပ်ထားသောမြင်ကွင်းများသည်ရုတ်တရက်သူမ၏စိတ်ထဲတွင်ပေါ်လာပြီးအလွန်ရှုပ်ထွေးသွားခဲ့သည်ထိုအချိန်တွင်သူမသည်နတ်ဆိုးနှင့်မတွေ့ခင်ကစိတ်ဆက်ထားသူတဦးရှိခဲ့ဘူးကြောင်းကိုလည်းရှင်းလင်းစွာမှတ်မိနေသည်သူမသည်ယခုအခြေအနေဆိုးသို့ရောက်ရှိရကြောင်းထိုစိတ်ဆက်ထားသူ၏လုပ်ရဖြစ်ကြောင်းမသိခဲ့ပေမိသားစု၏စီးစိမ်ဥစ္စာများကိုသိမ်းပိုက်ရန်အတွက်စိတ်ဆက်ထားသူသည်ဆေးဘက်ဝင်ပင်များစုဆောင်းရန်လျှို့ဝှက်စမ်းကြဲသောအမျိုးသမီးတဦးနှင့်ပူးပေါင်းကြံစည်ခဲ့သည်ထိုခုအတွင်းတွင်နတ်ဆိုးတကောင်ပိတ်လောင်ထားကြောင်းသူတို့နှစ်ဦးစလုံးသိရှိကြသည်သို့သောအမျိုးသမီးသည်မိမိအဖွားကိုကုသရန်ဆုံးဖြတ်ထားသောကြောင့်မတွန့်ဆုတ်ဘဲကူအတွင်းသို့ဝင်ရောက်ခဲ့သည်ထိုအတွင်းတွင်ထူးဆန်းသောပကြီကားတစ်ချက်ကိုတွေ့ရှိခဲ့ပြီးထိုပကြီကားကိုထိမိသည့်အချိန်တွင်ပေါ်တဆနတ်ဆိုးကိုနိုးထစေခဲ့သည်နှစ်ပေါင်းတစ်ထောင်ပိတ်လောင်ခံထားရသောနတ်ဆိုးသည်ဒေါသဖြင့်ချက်ချင်းပင်သူမကိုဆွဲခေါ်ခဲ့သည်သို့သောနတ်ဆိုးသည်သူမကိုကြည့်လိုက်သောအခါလွန်ခဲ့သောနှစ်တစ်ထောင်ကမိမိကိုတစိမ့်ခတ်ခဲ့သောကြင်ကြံသူနှင့်စင်တူနေကြောင်းတွေ့ရှိကအံ့အားသင့်သွားသည်အမျိုးသမီး၏ဘိုးဘေးသည်နတ်ဆိုးကိုအနိုင်ယူကာပကြီကားအတွင်းတစိမ့်ခတ်ခဲ့သောသူဖြစ်ကြောင်းသိရှိခဲ့သည်သူမသည်မိမိရန်သူ၏မျိုးဆက်ဖြစ်ကြောင်းသိလိုက်သည့်အခါနတ်ဆိုးသည်ဒေါသဖြင့်လယ်ပင်ကိုဆွဲကင်ကတက်ရန်ပြင်ဆင်ခဲ့သည်သို့သောထိုအချိန်တွင်ပင်သူကိုယ်တိုင်လည်းငွန်းချက်သလိုခံစားရပြီးမလိုလားဘဲလွတ်ပေးရန်သာဖြစ်လာခဲ့သည်ထိုအချိန်တွင်နတ်ဆိုးသည်အမျိုးသမီး၏လက်ကဝတ်ပေါ်တွင်ငွေပုံတံအမှတ်အသားတစ်ခုပေါ်လာကြောင်းသတိပြုမိသည်ထိုအမှတ်အသားသည်သူတို့နှစ်ဦးကြားတွင်အသက်နှင့်တေခြင်းကိုချိတ်ဆက်ပေးသောကံကြမ္မာနှောင်ကြိုးဖြစ်ကြောင်းနတ်ဆိုးကနားလည်သွားသည်ရွေးချယ်စရာမရှိတော့သဖြင့်နတ်ဆိုးသည်အမျိုးသမီးကိုယာယီအားဖြင့်မိမိအိမ်သို့ခေါ်သွားခဲ့သည်သူမကိုလက်ထပ်ရန်ရည်ရွယ်ထားကြောင်းသိလိုက်ရသည့်အခါအမျိုးသမီးသည်အလွန်ကြောက်ရွံ့သွားခဲ့သည်ထို့ကြောင့်နတ်ဆိုးမရှိသည့်အချိန်တွင်သူမသည်မိမိအိမ်ကိုမီးရှို့ကာထွက်ပြေးသွားခဲ့သည်သို့သောထွက်ပြေးရန်ကြိုးစားနေစဉ်တွင်သူမ၏စိတ်ဆက်ထားသူကပိုးလိုက်သောလူသက်သမားများ၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည်လူသက်သမားများကသူမကိုတက်ရန်ကြိုးစားနေချိန်တွင်ပင်နတ်ဆိုးသည်သူမအသက်အန္တရာယ်ရှိနေကြောင်းချက်ချင်းခံစားမိကာမိမိ၏မော်ပညာကိုအသုံးပြု၍အခင်းဖြစ်ရာနေရာသို့အလျင်အမြန်ရောက်ရှိလာခဲ့သည်